Okay ဒီနေ့တော့တာကြော်ပြန်ပြီးတော့မှာတော့ပြည့်မြောက်ရတဲ့ဘောပင်လေးပဲ။တော့တက်ပလာရဲ့ဖုန်းဝင်မှာထောက်လို့ရတဲ့ဖုန်းဖြစ်ပါတယ်။ဒါအချိန်တစ်မိနစ်ပဲရတဲ့အတွက်ပတ်ဝဲပတ်တူရပတ်တူရဆိုပြီးရှိရင်နိုင်တစ်လုံးနဲ့ကြုံရအောင်ပါနော်။နိုင်တစ်လုံးနဲ့ရှိနေတယ်ပေါ့နော်။မနေ့ကမှာထားပါနော်။နိုင်တစ်လုံးကမှာထားကြာပြီပေါ့နော်။မရောက်သေးရ။ဒီနေ့ရမယ်လို့ပြောတယ်နော်။ရအောင်ဒီခါလေး live မလွတ်တော့ဘူးနော်။ခါလေးဗီဒီယိုရိုက်နေတယ်။စကားရတယ်လို့မရအောင်တစ်မိနစ်ပဲချိန်ရတဲ့အတွက်ဒါလေးကြုံပြန်ပြပါမယ်။နာမည်လေးရဒါလေးပါ။ကာဗာရှော့မှာကိုလေးရတယ်နော်။ကိုယ်ကာဗာရှော့မှာလေးရတယ်။ဒီလိုလေးပါမယ်။ဘောင်ချားပါလဲဆိုတော့အထဲမှာပါတယ်နော်။ဒီကွန်ထရိုနော်။ဒီကွန်ထရိုကလေးပါအတင်းကျပါဒါလေးကထည့်နေတာဟာပြန်သူ့ရဲ့အပူလေးပါပြန်ပေါင်းချပါပြန်ပါတယ်စုံဒါဘာလို့ဘတ်တူခွဲရိုက်တာလဲဆိုလို့ရှိရင်ဒီကောင်စမ်းပြပါမယ်နော်တက်လက်မှာစမ်းဘတ်တူခွဲရိုက်တာနော်ဒီတော့ထိုးတယ်နော်ကတော့89ရှိနော်ဟုတ်ကဲ့ကျွန်တော်ရက်လိုက်မယ်နော်အဲ့ဒါဝမ်းပေါ့နော်နောက်နေ့တော့အပိုင်းတူးတက်လို့ထပ်ပြကြပါမယ်